Namo Tassa Bhagavato Arahato Sammasambuddhassa. Namo Tassa Bhagavato Arahato Sammasambuddhassa. Namo Tassa Bhagavato Arahato Sammasambuddhassa. Anika Zati Tantaram Tantavidam Anibidam. Gara Gavidanto Dukha Sadi Puna Punam Gagara Ga Tito Di Puna Gayanaga Hadi Nava Di Paduga Bega Gagudan within Kara Gadam Saidan Tananan Kaya Misagam Awiza Pisya Thinkara Pisya Vijanam Vinyana Pisya Nama Rupa Pisya Dala Yedana Pisya Pada Pisya Virana Pisya Dana Pisya Ubadana Pisya Boa Pisya Zadi Pisya Zaya Marana Doga Pridhiva Dukha Domana Dubayada Lambondi Ewa Midada Kiwalada Dukhe Kantada Damuriyo Hodi Awizaya Duiwa Adida Viraga Niroda Thinkara Nirodo Thinkara Niroda Vinyana Niroda Nama Rupa Nirodo Nama Rupa Niroda Tala Yedana Niroda Pada Nirodo Pada Niroda Virana Niroda Dana Niroda Ubadana Niroda Boa Niroda Zadi Niroda Zara Marana Doga Pridhiva Dukha Domana Dubayada Nirosandi Ewa Midada Kiwalada Dukhe Kandada Nirodo Hodi Yada Hawe Badu Bondi Dhamma Adabino Zayado Byamanada Atada Kinkawa Byandi Taba Yado Pazana Di Tahe Tu Dhammam Yadahawe Badu Bondi Dhamma Adabino Zayado Byamanada Atada Kinkawa Byandi Taba Yado Pisyanam Awedi Yadahawe Badu Bondi Dhamma Adabino Zayado Byamanada Virubayan Taitadi Maradinam Duriyo Wa Obadaya Mantalekam Hedu Bisayo Aramana Bisayo Adibari Bisayo Anandara Bisayo Damanandara Bisayo Dahazada Bisayo Inya Minya Bisayo Nigdaya Bisayo Uba Nigdaya Bisayo Purisada Bisayo Pizazada Bisayo Adiwana Bisayo Kama Bisayo Vibhaga Bisayo Hara Bisayo Indriya Bisayo Zana Bisayo Mega Bisayo Lambiyoda Bisayo Vibiyoda Bisayo Ati Bisayo Nati Bisayo Wigada Bisayo Awigada Bisayo Di
တိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဇယံတောဘောဓိယမူလေတကြာနန္နန္တိဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယအမင်္ဂလေအပရာဇိတပန္လင်ကေတိသေပုထုဝိပုဂ္ဂလေအဘိသေကေတဗ္ဗဗုဒ္ဓနာအဂပတောပမောတတိနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအစိန္ဒိယအပမေယတိဋ္ဌဇိဋ္ဌာအတုလပရမံအရဟံဘဂဝါသမ္မာသမ္ဗုဒ္ဓအနုတ္တရာမာရစီဒီလောကန္တကုတယံဘူဘဝိတရဤသို့သာသတင်ချီယနာမတစိတ်ခုံဝိသိဖြင့်ဇဗုဒိမတ၍ဘဝတိုင်းကြီးညာလျက်ကာမရူပအရူပဟုဩဃတသုံးရလောကရ၌အမြတ်တဲ့အမြတ်သမိုက်အပ်သောလူနာမြမမဟာကဝိန်ဒုက္ခမိန်တို့သည်ပိဉ္ိန်တရေရှိတိုင်းဖြင့်ခြားပိုင်တွေ့ကြုံ၍မဆုံးမကုန်နိုင်မကြံစီနိုင်မဟောနိုင်ပြေးလိုက်ထွေပြမြတ်ပြကျေဝွန်သောကျေးဇူးတော်ဘုံဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူထသောအမျိုးဖြင့်မြတ်တော်သူဂုဏ်ဖြင့်မြတ်တော်သူဂုဏ်ဖြင့်မြတ်တော်သူတို့သည်မမှုပပြိုင်ခြင်းငါမထိုက်မဂိုက်မင်္ဂလာဤကဘာ၌ပထမဓိကဘူမိပါလအာဒိစ္စခိုင်တိုင်းပြုပြုသမုဒိဒေဝရနေနွယ်ဖြစ်၍စင်စစ်အမျိုးတော်အပြင်လွန်မြတ်သောဇာတိမဟာဒဂုံသုံးပုံရလုံးညွှယုံကိုရောပူဇော်ဥညွတ်ရာဖြစ်၍စင်စစ်ဘုံတော်အားဖြင့်လွန်ပြတ်သောပုံညမဟာတာဂုံဝတ္တုံသီလာအနဝါကိုမြူလွာပြုလျက်နိုင်သူစလီကျေးဇူးနဲ့တိုင်မကုန်နိုင်သည်ဖြစ်၍စင်စစ်ဂုံတော်အားဖြင့်လွန်မြတ်သောကုဏမဟာတာဂုံဤသုံးစုံကြောင့်လူဘုံနတ်ထံပြိုင်ဆိုင်ရှင်ပေါ်မပေါ်မပြူတဆူဒီသောအပတိပုဂ္ဂိုလ်ဖြစ်တော်မူထသောဇဗုကျက်သည်ထပွေပူမိအပရာဇိခရိုင်ညောင်မန်းတိုင်ကိုစိုးပိုင်တော်မူအပ်သောကာလ၌ကာမလောကဓာတ်900လုံးဆက်ဆက်လိုက်ခုံတုံပနာမြတန်အကရီနတ်ဘူကြီးနှင့်မိုးမြေကြီးပဲ့တင်ဒီအောင်ဖြည့်စည်းလူရလာသောမိခလာဂီရီတောင်တရှိမြပြောင်ကြီးသနှင့်မနမင်းကိုဖြည့်တင်တော်မူခဲ့သောပါရမီညာကံတံပါရှိန်ဝရဇိန်လျံပြောင်းရွှေဖုံးရောင်ဖြင့်မောင်မဝင်ခင်အောင်မြင်တော်မူစေ၍
ကိလေသာဆက်3000ဝက်ကိုဖြိုဖျက်တိုက်လှန်ခြင်းကအာနာပါနဘာဝနာဖြင့်ယူပါဝါစရအာယူပဝါစရစတုထသမာပတ်တို့ကိုအာဝိဇနာဝတိသမာပိစနာဝတိပိစဝခဏဝတိအဋိဋ္ဌာနာဝတိဥဋ္ဌာနာဝတိဒီဟုသောဝတိဘောငါးတန်းဖြင့်အဖမ်းမှန်လိလာတော်မူပြီးလျင်ရှေဒီကာလဘဝရှိကျူးဖြစ်ဖူးသမျှဒေသရရွာခန္ဓာပင်စီအမည်အမျိုးစားသောပရမပညာတို့ကိုတတ်အပ်သိနိုင်စွမ်းသောဘုရားနိဝါဒဉာဏ်သုံးတန်ဘုံသာအမြတ်တတဝိနိယတို့ဤကမ္မဂတိသုတိပတိတံလာယံဌာနနှင့်တကဝဒုရာပဋိသနာတဏ္ဍာဒုက္ခုမှာဖြစ်သောယူပယုံကိုအကုန်မြင်နိုင်စွမ်းသောဒိဗ္ဗစက္ခုဉာဏ်လေတံဩဃအာတဝနှင့်ယောဂဂန္ဓာလေးပြာဥပါဒံ6တန်နိဝရဏအနုတ္တယ9အင်တန်ရောစဉ်10တန်ချမ်းရန်လျက်သားများစွာသောအကုသိုလ်ဘိုးကြီးကိုကဲတရေကိလေသာ1500တို့ကိုစင်စွာပဲဖြတ်လွန်မြတ်သောကြောင့်အရဟတမေဃာမိယသောအာတဝေခယဉာဏ်ဤသုံးတန်သောဝိဇ္ဇာခွဲစိတ်ဖြာသောဝိဇ္ဇာ8ပါးနှင့်ပြည့်စုံတော်မူသဖြင့်တယံဘူအထွတ်လူတမို့ဟုမချွတ်သမုတ်အထသောပိစေကဗုဒ္ဓယန္တာဟူသမျှတို့ရာခြင်းကမထိုက်သုံးတိုင်းဘုံသာအမြတ်တတဝိနိယပုဂ္ဂိုလ်တို့ဤအလိုစန္ဒအာတယဂိဟံကိုဧကံသိမြင်နိုင်သောအာတယနုတယဉာဏ်ဣန္ဒြေရမရင်ကိုထောက်ခြင်းသည်စွမ်းနိုင်သောဣန္ဒြိယပရောပရိယတိဉာဏ်ပရမပညာအရာရာလုံးစုံကိုအကုန်အစင်သိမြင်နိုင်သောသဗ္ဗညုတဉာဏ်သင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပညာဒီဟုသောညေယတံငါအင်ကိုသိမြင်တော်မူရာ၌စိကပိပင်ခြင်းမရှိသောအနာဝရဏဉာဏ်ယမိုက်ပြာတိဟာလွတ်ခြင်းအရာ၌လိလာတော်မူနိုင်သောယမကပါတိဟာရိယဉာဏ်တဏှာတိုက်လာစွာသောဝိနည်းယတတ္တဝါတို့ကိုလွန်စွာတဏှာတော်မူခြင်းဒီဟုသောမဟာကရုဏာသမာပတ္တိဉာဏ်ဤ6တန်သောသအတ္တဓာရဏညာနာလျံပြောင်းမြတ်တစောင်းကိုညှိထောင်ထွန်းစိုက်တော်မူသည်ဖြစ်၍ဝိနိစ္စကြဝဠာသမန္တာယလောကရတို့ကိုထုတ်ကထင်းနှင်းရှုမြင်နိုင်သောပတာဒစက္ခုညာနာစက္ခုဒိဗ္ဗစက္ခုဗုဒ္ဓစက္ခုသမန္တာစက္ခုဒီဟုသောမျက်စိတော်5လုံးဖြင့်အဆုံးမဲ့မြင်တော်မူပြီးထသောပလင်အာနိမိတဇင်္ဂမမတိစတုထတတ္တာဟဝေယရဏရွှေအိမ်ချမ်းငြိမ်ရိမ်၌မွေ့သိမ်စံပေတော်မူကားအဘိဓမ္မာ9ကျမ်းတွင်ပဋ္ဌာန်းဒေသနာတော်ကိုလိလာတော်မူသောအာနုဘော်တော်ကြောင့်အသွေးတော်အသားတော်အယိုးတော်စုဝတ္ထုပတာဒိန္ဒရီအလုံးမှပြိုပြုံပြိုပြဲရိုးရိုးရဲ့တောက်ပါလျက်နီလပိတလောဟိတဩဒါတ
မင်းစိတ်ထပပတရာမိန်လာရီလိုဖိတ်ဖိတ်ယုံမြညိုသောရောင်ကြီးတော်ဖဲဂရီပါဂီဝလျက်ပြေရွှွှွဝေမြရွှေသောရောင်ကြီးတော်ကတိခေါင်ရန်ပန်းကျမောက်ပြီးတွေးချီမြနီသောရောင်ကြီးတော်သာခွာဘောကျူဖွေလူတကဲ့သို့ဖြူသောရောင်ကြီးတော်ပြလျံညိုလျံခိုးလျံစုပေါင်းရှူမညောင်းမြမောင်းသောရောင်ကြီးတော်ထွန်းပေါ်ဝင်းထိန်လင်းဆက်လျှက်စစ်လက်တကဲ့သို့ပြိုပြဲသောရောင်ကြီးတော်ဒီဟုသောရောင်ကြီးတော်6ဆိုင်ကိုတပြိုင်တည်းကွန်မြူစေလျက်လနေအတိလျံကြီးပြောင်ဗိမာန်ရောင်နှင့်တောင်းထောင်စကြဝဠာထွန်းလင်းဖြာသောမြမကြီးတို့ဤကိုရောင်ကိုလျက်နှိမ့်ဆက်လွှမ်းမိုးနိုင်သောကိုတော်ရောင်တို့ဖြင့်အထောင်သောလောကရတို့ကိုတလျက်ထွန်းလင်းတော်မူပြီးထသောပရပိုက်တကရွန်ယဟန်ယသိမူနေအယီဥပိတပတိဘေရာဂီတို့ဤဝါဒီယလိုက်ဇယိုက်ဘာဝကျင့်ဆောင်ကြသောသာသနာပါဟိလောကီသီလတို့ထက်ဆရထောင်ရသာလွန်ပြီးသဖြင့်အဓိသီလဟုသမုတ်အပ်သောအာဘခုနပုံကိုလုံးကျုံစွာဆောင်ကြောင်းဖြစ်သောပါတိမောက္ခသံဝရသီလအိန္ဒြေ6ပါးကိုတာမြေပိတ်ပင်ညောင်းဖြစ်သောအိန္ဒရိယသံဝရသီလမိစ္ဆာဇီဝမှကျင်ခွာလျက်စင်ကြယ်စွာသမွေကြောင့်ဖြစ်သောအာဇီဝပါရိသုဒ္ဓိသီလပစ္စည်းလေးပြားကိုပစ္စဝခဏတင်၍ဆင်ခြင်သုံးသပ်ခြင်းဒီဟုသောပစ္စယသံနိသိတသီလဤလေးဝါသောစတုပါရိသုဒ္ဓိတကွန်အလွန်ဖြူစင်မြူမတင်ခြင်းဒီဟုသောသီလဝိသုဒ္ဓိမဟဂုလောကုတ္တရာဇံမြဲမြံစွာလေလာခြင်းဒီဟုသောစိတ်တဝိသုဒ္ဓိ16ပါးသောမိစ္ဆာဝါဒီဝိတန္တိအညီအကျေးမှကင်ဝေစင်ကြဲလျက်အယူဤစင်ကြဲခြင်းဒီဟုသောဒိဋ္ဌိဝိသုဒ္ဓိ16ပါးသောယုံမသင်္ကာကိုဖြတ်ကွာလွန်မြောက်နိုင်သောဉာဏ်ဤစင်ကြဲခြင်းဒီဟုသောကင်္ခာဝိတရဏဝိသုဒ္ဓိမဲ့ဟုတ်သည်မုတ်သည်ကိုသိမြင်နိုင်သောဉာဏ်ဤစင်ကြဲခြင်းဒီဟုသောမဂ္ဂညာနာဒသနာဝိသုဒ္ဓိမဲ့သို့ရောက်ကြောင်းအကျင့်ကောင်းကိုမြင်နိုင်သောဉာဏ်ဤစင်ကြဲခြင်းဒီဟုသောပฏิပဒာညာနာဒသနာဝိသုဒ္ဓိမလေးရနှင့်သာဇာတံပြုတ်ဖြစ်၍သစ္စာလေးတံကို16တဲ့ဝေဖန်၍ဧကံသိမြင်နိုင်သောညာနာဒသနာဝိသုဒ္ဓိဒီဟုသောဝိသုဒ္ဓိ9ပါးတရားပွဲပြုသရဘူမဂိုက်ဥဆိုင်မင်္ဂလာမြတ်တံစာကိုတင့်တယ်စွာဆင်းလျက်တည်င္ကဝိမု ക്തി ဝိခံပနဝိမု ക്തി သမုတ်စေတာဝိမု ക്തി ပฏิပတ်သံပနဝိမု ക്തി နိဒရဏဝိမု ക്തി ဒီဟုသောဝိမု ക്തി 9 ရတရားမြတ်ကြောင့်တလောကလုံးညွတ်ယုံပူဇော်ရာအာဂါရမုနိအနာဂါရမုနိသိက္ခာမုနိအသိက္ခာမုနိပ
ပစ္စေကာမူနီတို့တဲ့ကဲ့တဲ့သာလွန်စွာမုနိန္ဒာဘိပဝရအတုလမုနီလီဖြစ်တော်မူထသောခေငါဝါလူသေစုမြူဟံပမာတံကဲ့သို့အနန္တကုနိဗ္ဗာန်ယူကုန်သောစူးစူးမြတ်စွာသောတတ္တာတို့ဤသွားရာလမ်းကြောင်းဇေယိုက်ကောင်းမူလာဖြစ်သောသီလသံဝရဣန္ဒရိယသံဝရဘောဇနမတ္တိညုတာဇာဂရိယာနုယောဂတတ္ထာတတိဟိရိဥဒ္ဒပဘာဟုသစ္စာဝီရိယပညာလေးပြားစံဒီဟုသောဇရဏတရား15ပါးတို့ကိုအသည်ကျင့်ဆောင်တော်မူသဖြင့်တရားဘုဒ္ဓကပြည့်စုံရာသာနာနာကုလတို့ဤဩဝါဒသရဏတို့ကိုအချက်ချာသိမြင်နိုင်သောအဋ္ဌပတိသံဘိတာဝါစာဂိရနှုတ်တန်လွတ်ကဇတ်တူတူမတူတူဘာသာဟူသမျှတို့ကဧကန္တသိနိုင်သောဓမ္မပတိသံဘိတာတခုတခုသောပုဂ္ဂခရာကိုတတ္တာဤအလောဝိဇောဝဇနဓပစ္စည်းလျံဖြင့်ဝေဖန်၍ဧကံသိနိုင်သောနိရုဒ္ဓိပတိသံဘိတာကိုယ်တိုင်သိသမျှတရားတို့ကိုသူတစ်ပါးသိစိတ်သောငါတတ္တပညာသို့တင်၍စုံလင်စွာမြတ်စွာတတ်သောပฏิဘာနာပฏิသံဘိတာဒီဟုသောသံဘိတာ၄ပါးဣတိဝိဒဒိဗ္ဗစက္ခုဒိဗ္ဗသောတစေတောပရိယပုဗ္ဗေနိဝါသနုတ္တိယထာကမ္မုပကအနာကတံသဒီဟုသောအဘိညာဉ်9ပါးယူပဇံ400အာယူပဇံ400အပြင်သမာပ8ပါးကျေးဇူးတော်18ပါးထူးပြားစံကျဲအံ့ပွေတော်18စုံထိုမြဂုံကိုဥဒ္ဒုံစိုးပိုင်တော်မူပြီးထသောဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမိစုမံအဘိသင်္ခါရမံဤငါးတန်ကိုတိုက်လံဖြိုခွဲ၍အောင်ပွဲယူနိုင်ရဲခေါင်းတိုင်းသောကာယ ानु ပတနာတတိပဋ္ဌာန်ဝေဒနာ ानु ပတနာတတိပဋ္ဌာန်စိတ် ानु ပတနာတတိပဋ္ဌာန်ဓမ္မာ ानु ပတနာတတိပဋ္ဌာန်ဒီဟုသောတတိပဋ္ဌာန်တရား၄ပါးဖြစ်ပြီးသောအကုသိုလ်တရားတို့ကိုပယ်ခြင်းမဖြစ်သေးသောအကုသိုလ်ကံတို့ကိုတဖန်အသည့်မဖြစ်စေခြင်းဖြစ်ပြီးသောကုသိုလ်တရားတို့ကိုဖြစ်ပွားအောင်လုံးလပြုခြင်းဖြစ်ပြီးသောကုသိုလ်တရားတို့ကိုတိုးပွားစီပင်စိမ့်သောငါလွန်စွာလုံးလပြုခြင်းဒီဟုသောသမ္မပဋ္ဌာန်တရား၄ပါးသံဒိဋ္ဌိပဝီရိယိဋ္ဌိပစိတ်ဒိဋ္ဌိပဝိမာန်သိဋ္ဌိပဒီဟုသောဣဋ္ဌိပ၄ပါးတဒိဋ္ဌရေဝီရိယိန္ဒရေတဒိဋ္ဌရေသမာဒိဋ္ဌရေပညိန္ဒရေဒီဟုသောဣန္ဒရေ၅ပါးတတ္ထာဘောဝီရိယဘောတတိဘောသမာဓိဘောပညာဘောဒီဟုသောဘော၅ပါးတတိတံဘောဇဉ်ဓမ္မဝိဇယတံဘောဇဉ်ဝီရိယတံဘောဇဉ်ပိဋိတံဘောဇဉ်ပတ္တိတံဘောဇဉ်သမာဓိတံဘောဇဉ်ဥပေက္ခတံဘောဇဉ်ဒီဟုသောဘောဇဉ်9ပါးသမာဓိဋ္ဌိသမာသင်္ကပ္ပ
သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဒီဟုသောမဂ်ခင်၈ပါးဤသို့အားဖြင့်ပိုင်းခြားတွက်ဖွဲ့39ရပ်အလွန်မြတ်သောဘောဓိပက္ခိယအကျော်ရဲမဲ့တော်တို့ကိုရန်တော်ကြီးဥစီဘိုလ်ချုပ်တင်လျက်အတင်ချေကြီးတွေ့ရမဆုံးပတ်ကုန်ကိလေသာမန်ဘူပါတို့ကိုဆံလွာမကျွင်းအောင်ခုတ်စိမ့်တိုက်သိမ့်အငိမ့်အောင်မြင်တော်မူသဖြင့်အသင်္ကတဓမ္မရွှေဘုံဓမ္မယုံသဘင်မြိုင်နန်းခွင်၌ဥကင်စွင့်စွင့်ဖွင့်တော်မူပြီးထသောလေအသင်ချေလွန်လေးတသိမ့်တွေ့ကိညာလကတ်ထုမြ၌လုံးလကြိုးပမ်းဖြည့်စွမ်းစီဘူးတော်မူခဲ့သောဒါနပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီမေတ္တာပါရမီအဋိဋ္ဌံပါရမီဥပေက္ခပါရမီဆယ်လီသုံးစုံကုသိုလ်ဟုံကြောင့်လူဘုံစံပြောလောင်တော်ဖြစ်ခါစားပင်ကာလဝကဂင်္ဂေယနှင့်ပန္ဒရတံဘပိငလကန္ထမင်္ဂလဟေမဥပောတထဆရံဤဆရံသောဆင်မျိုးတို့ဤဆေဇတ်တဲ့စီသောအာကိုဆောင်နိုင်သည်ဖြစ်၍ယောက်ျားဂရေဘိုးကြီး1000တို့ဤကာယဗလာဌာနကောတံလဉံဝိပါကဉံတပ္ပထဂာမိနိဉံနာနာဓာတုဉံအဓိမုဒ္ဓိဉံအိန္ဒရိယပရောပရိယတိဉံဇာနာတိတံကိလေသာဉံပုပ္ပေနိဝါဒနုတ္တိဉံဒိဗ္ဗစက္ခုဉံအာတဝေခယဉံဒီဟုသော10ပါးသောဉာဏဗလကိုရတော်မူသည်ဖြစ်၍လူပြည်၌ယခေသုံးဓာတ်ကိုဥက္ကိုစိုးပိုင်နိုင်တော်မူခြင်းဒီဟုသောဣတရိယဘုံတော်လောကုတ္တရာတရားမြတ်ကိုဘာသို့ထင်ရှားစွာရောက်ခြင်းဒီဟုသောဓမ္မဘုံတော်နရဘဝေအောက်ထက်ပြန်လှိုင်းသုံးခရိုင်၌အဆုံးတိုင်းကျော်စောတော်မူခြင်းဒီဟုသောယတ္တဘုံတော်32ပါးသမိုက်ထားသောယောက်ျားမြတ်တို့၏လက္ခဏာရောင်းဝမြူတေချက်တည်ပေါင်းနှင့်ပြည့်စုံတော်မူခြင်းဒီဟုသောပီတိဘုံတော်အလိုတော်ရှိသမျှတခဏချင်းဖြင့်သာပြည့်စုံလာခြင်းဒီဟုသောကာမဘုံတော်နိဗ္ဗာန်ရောက်ရာဒေသနာဖြင့်ဗျမနလူသုံးပုံသူတို့ကိုကြည်ပြူစွာလသင်ဆုံးမသောကြောင့်တလောကလုံးကိုးကွယ်ရာဆရာဖြစ်သူရောက်တော်မူခြင်းဒီဟုသောပယတ္တဘုံတော်ဤ6ဘောသောဘုံတော်အမြတ်ဂုံတရားဖြင့်တလောကလုံးညွတ်ယုံညီညာကောင်းကြီးညာလျက်ဘဂဝါဟုသောဘွယ်ဘုံတော်ဒုဖြင့်ညွန်နူးကိုရောကုဇောချီပါအတ္တိလီဖြစ်ထသောအတ္တစကတတ္တဇာတကကိုပုံပြတတိကံလျက်အနန္တဘဝဖြစ်ဖြစ်သမျှတို့၌တဏပရိစ္ဆာကပုဒ္ဓပရိစ္ဆာကပရိယပရိစ္ဆာကအင်္ဂပရိစ္ဆာက
ဇီဝိတပရိစ္ဆာဂဒီဟုသောစွန့်ညင်းညီငါရင်ကိုမက္ခင်ဖောင်းပြန်စံလိုသူအပေါင်းတို့တဲ့ကဲဆောင်လွန်မောက်၍အထောက်မကံပြုအပ်သောဟေတုတမ္ပရာမြတ်တံဘာကြောင့်အနိမာလင်္ကိမာမဟိမာပတ္တိမာပါကမ္မဤတိတာဝတိတာယတ္တကမ္မဝတိတာဒီဟုသောဘာသာမတော်ရာဇယုဥဒန်းနှင့်အညီရန်တိနေပြောက်ပဒင်းပေါက်၌မြင်လောက်ယုံသောအနုမြူပမာသိမ်မွေ့စွာသောကိုယ်တော်ကိုငယ်အောင်ဖန်ဆင်းတော်မူနိုင်ခြင်းရေပြင်းပြေမို့ပြန်လျုံကိုလွှာကြွသွားတော်မူနိုင်ခြင်းကြီးစိတ်လောကမြင်မှုပြန်ရာထို့တဲ့သာ၍စัจ java လာတိုက်လုံးအုပ်ဖုံးပတ်လက်ကိုယ်တော်ပြည့်အောင်တရှိထိုင်တော်မူနိုင်ခြင်းမြေတုရေတုမေရုပပ္ပရာသီလာတောင်းတအတွင်းရကိုကျင့်ကြပိတ်စည်းခြင်းမရှိပကတိကောင်းငင်ဟင်းလင်းပြင်ကဲ့သို့လျောဝင်ထွက်ပေါက်ကြွရောက်တော်မူနိုင်ခြင်းမနောဒိဋ္ဌံစိတ်တော်ကြံတိုင်းကမ္မဟူသမျှကိုကုံငါပြီးမြောက်တော်မူနိုင်ခြင်း32ဘဝလုံးစုံကိုဥဒ္ဓုံစိုးပိုင်တော်မူနိုင်ခြင်းလောကီဇံယသမာပတ်ကိုမပြတ်ဝင်ငါလူတိုင်းပါအောင်လိလာတော်မူနိုင်ခြင်းသမရှိသည့်ဂီရိဘဝတောင်မြင့်မိုးမလီအလိုတော်လိုက်ခါညှို့ငိုက်လာရခြင်းဒီဟုသောတကိုးတော်ရှိဦးဘုံတော်သူဖြင့်အကျုပြီးပိုင်းမချီနိုင်၍တပြိုင်တီလျက်တပြိုင်ပြတ်သောစัจ java လာတိုက်နေသိင်္ဂရီလုံးရွှေမုတ်ထံစွမ်းအာနာလွှမ်း၍ထဲဝမ်းစိမ့်စိမ့်ကျက်သည်ဖိမ့်မြချင်းချင်းကြွေးကြော်ပူဇော်ကြရာ3ရွာလုံးတစ်ဆောင်မင်းခေါင်မင်းဖျားမင်းတရားစီလီဖြစ်တော်မူထသောလောက3ရွာတတ္တဝါတို့ဤခန္ဓာယုံနံဝဲအဖန်ပန်ကန့်ကြီးလည်းရဲ့ဖြီးစည်းနှိပ်စက်တတ်သောပိလနာအနေကံစိတ်ဥဒုအာရဒီဟုသောအကြောင်းတရား၄ပါးတို့သည်ပြုပြင်စီရင်အပ်သောသင်္ခတအနေမယောင်ရဲစွာတတ္တဝါတို့ကိုလောင်စာပူပန်စေတတ်သောတန္တာပအနေဇရာမရဏတောကပရိဒံတို့ဖြင့်ဖောက်ပြန်ပျက်စီးတတ်သောဝိပရိနာမအနေဒီဟုသော၄ပါးသောဒုက္ခသစ္စာယနတ်တို့ကို၎င်းအစမထင်သင်္တရာ၌လူလာဆုံးစံအဖမ်းမှန်သွားလာခြင်းကအထုတတ်သောအာယုဝနာအနေဝတ်ဆင်းရဲပေါင်း၏အကြောင်းမူလဖြစ်သောနိဒာနာအနေဝတ်ဆင်းရဲ၌အမြဲပျော်ရွှင်တမင်မြင်ဖြင့်ကျင်လဲစေတတ်သောတန်ယောဂအနေဝတ်ဆင်းရဲမှထွက်မြောက်ကြောင်းဖြစ်သောမဂ္ဂသစ္စာကိုစီကာပိတ်ပင်တတ်သောပလီဘောဓအနေဒီဟုသော၄ပါးသောသမှုရိယသစ္စာ၏အနက်တို့ကို၎င်းတန်တရားဝတ်မှထွယ်လိုကူးမြောက်ပြီးသောနိဒရဏအနေသင်္ခါရတို့မှစိတ်တော်ဝိဝေကအနည်းပြုပြင်ခြင်းကင်းသောအသင်္ကတအနည်းသိခြင်းစသောဒုက္ခခတ်သိမ်းမှကင်းငြိမ်းချမ်းသာသောအမတ္တအနည်းဒီဟုသော၄ပါးသောនិရောဓသစ္စာယနတ်တို့ကို၎င်း
ဝတ္ထုကပေါင်းတို့မှကောင်းစွာထွတ်မြောက်တတ်သောနေယာနိကအနက်နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောဟေတုအနက်နိဗ္ဗာန်ကိုမြင်တတ်သောတသနာအနက်သင်္ကာရတရားတို့ကိုအစိုးရသောအဓိပတိယအနက်ဒီဟုသောလေးပါးသောမဂ္ဂသစ္စာဤအနက်တို့ကို၎င်းအကြောင်းအကျိုးအားလျော်စွာလေးသစ္စာတို့ကိုတသနာကာရဖြင့်သောလတ္တဝေဖန်၍ရွှေဉာဏ်ထင်းနှင့်ရွှေလက်တင်ပရမယကဲ့သို့ပိုင်ရသည်မြင်တော်မူသည့်အလျောက်အထောက်မခံကံဉာဏ်ကြည်ရင်ပွင့်တိုက်သောဝိသေယတတ္တဝါတို့ကိုပွင့်ပါစေနှလုံးဖြင့်ဆွေချုံထီကြိုရှိကိုနယ်ကုံသုံးပြင်းဝံရွာဖြန်းသွန်သောမေဃဝန္တမြဓမ္မဗေဒီမေရဏီကိုနာယီမလတ်လူနှင့်နာအားမပြတ်တိုက်ကျွေးပေတော်မူတတ်သော300လုံးဆရာဒေဝတိဒေဝိန္ဒဗျမာတိဗျမိန္ဒတိဘဝပါရဂုအဘိဘူပါမောက္ခအနုတ္တရာသင်္จิตမာဓမ္မရိမြတ်ရှင်จิตကိုအဟံကျွန်ုပ်သည်ဝန်ဒေဝန်တာမိလက်စုံမိုး၍ရှိခိုးပါ၏ဘုရားဝန်ဒေဝန်တာမိဂုံတော်ထုံမွမ်းပုံတော်မှန်လျက်ချီးမွမ်းထောမနာပနာယုကျိုးလက်စုံမိုး၍ရှိခိုးကြောပါ၏အရှင်ဘုရား